အခုတစ်ခါမှဆိုရင်နော်မြန်မာတနိုင်ငံလုံးမှာအသက်အကြီးဆုံးအဖွာဒေါ်ပန်းတွေ122နှစ်အားဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ဆိုတဲ့သတင်းကြောင်းရာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်မြန်မာတနိုင်ငံလုံးမှာအသက်အကြီးဆုံးအဖွားဖြစ်တဲ့တနင်္သာရီတိုင်းကော့တောင်မြို့နယ်အဖွားဒေါ်ပန်းတွေ122နှစ်အားအော်တိုဝါလာ28ရက်နေ့ကတာဝန်ရှိသူများမှဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပါတယ်။တာဝန်ရှိသူများကကော့တောင်မြို့ရွှေစင်ရော်ရက်ကွက်ပလဲတွင်လန်းနေအဖွားဒေါ်ပန်းတွေ122နှစ်အားလူမှုဝန်ထမ်းဦးစီးဌာနမှပေးအပ်သောဂုဏ်ပြုချီးမြှင့်ငွေ10သိန်းကျပ်နဲ့ခရိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နဲ့မိခင်နဲ့ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြတာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ညီမလေးဒီအသက်အကြီးဆုံးအဖွားပေါ့နော်ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့တယ်ဆိုတဲ့အပေါ်မှာဒီလူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ပေါ့နော်ဒီလိုမျိုးအစီအစဉ်ကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ဒါဆောင်ရွက်ခဲ့ရလဲဆိုတော့ညီမလေးကဆက်ပြီးပြောပြပေးပါအောင်နော်။ဟုတ်ကဲ့ပါရှင်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနမှအောက်တိုဘာလ1ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာတပ်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှန်မြန်မာတနိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအမျိုးသားမှတ်ပုံတင်နဲ့နိုင်ငံသားဦးစီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့122နှစ်အရွယ်ဖိုးဖွား2ဦးအားမြန်မာတနိုင်ငံလုံးအသက်အကြီးဆုံးအဖို့အဖွားအဖြစ်သတ်မှတ်ရွေးချယ်ခဲ့ပြီးတော့တဦးလျင်10သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ပါတယ်။မြန်မာတနိုင်ငံလုံးအသက်အကြီးဆုံးအဖိုးအဖွား2ဦးမှာတနင်္သာရီတိုင်းကော့တောင်မြို့မှအဖွားဒေါ်ပန်းတွေ122နှစ်နဲ့ရန်ကုန်တိုင်းထန်းတပင်မြို့နယ်နေအဖိုးဦးသိန်းအောင်122နှစ်တို့ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။